ဖျားရှင်ရကောင်းဖျားရှင်ရကောင်းပါလေဖျားရှင်ရကောင်းပါလေကျွန်မအာမင်အာမင်အာမင်သူဖျားရှင်နာမတော်ကိုအာရပါနဲ့ချီးမွမ်းကြရအောင်မေ送到澎湖南站，这路正夜郎高热送票，爱用脸上嘛，你问不出地带苦苦呀，只有一片，你看也接受看有那样，老老看只有把你也在嘛，俺们送到片，为个天天毛着在那嘛，也在。
ရှိမှပြရှိမှပြပြင်ဆင်ထားတဲ့ကောင်းချီးမြတ်နေရပြီ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 ရှိမှပြပြင်ဆင်ထားတဲ့ကောင်းချီးရှိမှပြပြင်ဆင်ထားတဲ့ကောင်းချီး One more ရှိမှပြပြင်ဆင်ထားတဲ့ကောင်းချီးမြတ်နေရပြီရှိမှပြပြင်ဆင်ထားတဲ့ကောင်းချီးမြတ်နေရပြီရှိမှပြပြင်ဆင်ထားတဲ့ကောင်းချီးမြတ်နေရပြီရှိမှပြဝေါ是将别走追我表妹，靠把青春都为轮变会表皮，但是为你都留下笔，是那土的公主笔，从手段到满面撒娇变哑皮，是也青春我妈咪皮，阿妹，是将别走追我。青春都为轮变会凋敝，阿妹，是吗？偏偏高举腿，偏偏高举腿，我来起，你要比阿妹也说，我那个还早把你阿妹，我来起，你要比家庭表妹不得追，不得追，你只能三年高举腿，别你要比。青春都为轮变会凋敝，但是为你都留下笔，是那不能公主比阿妹，松手多了满脸撒娇，天涯比阿妹也说，是爱青春我妈咪比，也是将别送追我比阿妹，刚把青春都为会凋敝，是吗？偏偏高举腿，我来起，你要比阿妹，我那个还早把你，我来起，你要比，你要给表妹不得追，你只能三年高举腿，年年要比阿妹，他把你打。真情阿龙都要求给。
ကြည်ခြင်းနဲ့ဆက်လက်ပြီးတော့ဝန်ခံကြရအောင်ဖျားရဲ့လက်တော်ကျွန်တော်မတို့အခုချိန်မှာမမြင်တွေ့ရပြီမဲ့နောက်အနာကယုံကြည်ခြင်းနဲ့ကျွန်တော်ကျမတို့ရဲ့သက်တာတွေကိုဖျားရဲ့လက်တော်ကိုမြင်တွေ့ရမှာဖြစ်တယ်ဖျားရဲ့လက်တော်မချခင်မှာမြင်တွေ့ရမှာဖြစ်တယ်အာမင်ဒီကနေ့ဘယ်လိုစုံစမ်းခြင်းတွေနဲ့ညီကိုညီမောင်နှမတို့ဂျုံတွေ့နေရလဲကျမလည်းမသိပါဘူးဒါပေမဲ့ဖျားရှင်ရဲ့အကောင်းဆုံးကျမတို့အတွက်ပြင်ဆင်ပေးတဲ့အရာတွေကိုမချခင်မှာလာတော့မှာဖြစ်ပါတယ်အာမင်ယေရှုနာမ၌ချီးညာပါတယ်ယေရှုနာမ၌ဝန်ခံပါတယ်ဖာအိုးဟာလေလုယာဟာလေလုယာမေငါယုံကြည်အာမင်ဒီရှာလက်တော်ချာကေရောက်လာမေအာမင်ဒီအမြဲမှန်ကိုင်းဆွေညမပြုနေမေဖြတ်ခင်ငါညာဘူးအောင်ရှုံးယုံကြည်ခြင်းနဲ့ချာကြဘူးငါယေရှုအပြည့်အောင်မြင်တော်သူငါယုံကြည်နေအာမင်ဒီရှာလက်တော်ချာကေရလာမေအာမင်ဒီတော်ရဲ့မန်ကိုင်းဆွဲဖြတ်ခင်ငါကိုညာဘူးရှုံးတဲ့ယုံကြည်ခြင်းနဲ့ဟာလေလုယာ
Hallelujah, hallelujah. ဒါတော့ရှင်ဖဖျားဒီကနေ့သားသမီးတို့ရောက်စီတိုင်းပေါ်မှာအမှုတက်ကိုပြုတ်ပြီးတော့မှုပြုတ်ပြီးဖြစ်သောကြောင့်ကိုရောကိုယေရှုတင်ပါတယ်ဖာ Hallelujah, hallelujah. Put the day in table, a child, I should. I should. I'm in the Hallelujah. ကျွန်တော်ကျမတို့ရဲ့အောင်မြင်ခြင်းအယေရှုကိုရောသားလေးဖြစ်ပါတယ်အာမင် Hallelujah ချီးမွမ်းခြင်းကိုယ်ခြင်းလုံးစုံကိုရောကိုပြပါတယ်ကျန်ရှိနေသောချိန်တိုင်းလုံးစုံတို့နဲ့ကိုရောသူပါရှိတော်မူပါဆက်လက်ပြီးတော့သားသမီးတို့ကိုစကားပြောတော်မူပါသူထီတော်မူပါကိုရောတက်တဖန်သားသမီးတို့ရောက်စီတိုင်းပေါ်မှာအိုးကောင်းချီးပေးသနာတော်မူပါကိုရောရဲ့ဖေးသိခြင်းကိုရောရဲ့မျက်မှောက်တော်ထဲမှာပျော်မွေ့ခြင်းအိုးကိုရောရဲ့မျက်နှာသားရခြင်းတွေကောင်းချီးတွေအသက်တဖန်တင်လက်ပေးသနာတော်မူပါချီးမွမ်းခြင်းကိုယ်ခြင်းလုံးစုံကိုရောကိုပေးအပ်လက်ကျန်ရှိနေတဲ့ချိန်တိုင်းလုံးစုံကိုရောတဲ့ထဲမှာအာနာနဲ့ခါမှာသခင်ယေရှုနာမကိုအမိပြုတ်လက်ဆုတောင်းဆက်ကအနံပိုင်းဖာပြသခင်အာမင်အာမင်အားလုံးကိုမင်္ဂလာပါလို့ယေရှုနာမဖြင့်အားလုံးကိုနှုတ်ခွန်းဆက်တတ်ပါတယ်ဘုရားရှင်ကောင်းမြတ်ပါတယ်အခုလိုဒီမှာပေါ့နော်တဘာပတိလို့ရမယ်လို့ကျွန်တော်လည်းမထင်ပါဘူးပေါ့နော်အခုလိုအချိန်ပေးတဲ့ဆရာကျွန်တော်ရဲ့ပတ်စတာပေါ်တယ်ပတ်စတာကြီးပေါ်နေအထူးပဲကျေးဇူးတင်ပါတယ်လို့ဒီမှာဆရာဆရာမတွေအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ပထမဆုံးကျွန်တော်အစီအစဉ်ပေါ့နော်အစပြုဖို့ရအတွက်ဆာလံ136ခုမြောက်သောဆာလံအပိုင်းငယ်1ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍ဂရုဏာတော်အစဉ်မြဲတည်သောကြောင့်ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းကြလော့ဖတ်ရှုသွားတဲ့နှုတ်ကပတော်နဲ့ညီအရောက်စီတိုင်းပေါ်မှာဘုရားရှင်ကောင်းရင်ပေးပါစေအာမင်ပထမဆုံးပေါ့နော်ဘုရားရှင်ကောင်းမြတ်တဲ့အရာမှာကျွန်တော်အရင်ဆုံးပေါ့နော်နှုတ်ဖြစ်ဝန်ခံရအောင်နော်ဘုရားရှင်အရောက်စီတိုင်းပေါ်မှာဘုရားရှင်ကောင်းမြတ်တဲ့အတွက်ကြောင့်ပေါ့နော်ဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်ပေါ်မှာဆိုနော်3ခါဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်ပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်ပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်ပေါ်မှာအာမင်ပြီးတဲ့ခါကျရင်နော်ဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်တို့မိသားစုပေါ်မှာ3ချိန်စီပါနော်ဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်တို့မိသားစုပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်တို့မိသားစုပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်တို့မိသားစုပေါ်မှာအာမင်ဒီတဲ့ခါကျရင်နော်ဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်ရဲ့အလုပ်ကိုင်ပေါ်မှာနော်ဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်တို့ရဲ့အလုပ်အကိုင်ပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်တို့ရဲ့အလုပ်အကိုင်ပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်တို့ရဲ့အလုပ်ကိုင်ပေါ်မှာအာမင်ပြီးတော့ဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်ရဲ့ဒီမလေးရှားနိုင်ငံပေါ်မှာပေါ့နော်ဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်တို့မလေးရှားနိုင်ငံပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်မလေးရှားနိုင်ငံပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်မလေးရှားနိုင်ငံပေါ်မှာအာမင်ပြီးတဲ့အခါကျဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်ဇက်စီမိသားစုပေါ်မှာအသင်းတော်ပေါ်မှာပေါ့နော်ဘုရားရှင်ကောင်းမြတ်ပါတယ်ဇက်စီအသင်းတော်ပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်ဇက်စီအသင်းတော်ပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်ဇက်စီအသင်းတော်ပေါ်မှာအာမင်
ဘုရားရှင်ကောင်းမြတ်ပါတယ်တကဘာလုံးပေါ်မှာပေါ့နော်နောက်ဆုံးပေါ့နော်ဘုရားရှင်ကောင်းမြတ်ပါတယ်တကဘာလုံးပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်တကဘာလုံးပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်တကဘာလုံးပေါ်မှာအာမင်နှုတ်အားဖြင့်ဝန်ခံတော်တော်တန်အရောက်ရှိတိုင်းပေါ်မှာဘုရားရှင်အသက်တပံကောင်းကြီးချပေးပါစေနော်ဒါကြောင့်အခုအချိန်မှာပေါ့နော်ကျွန်တော်ဒီအတင်းတော်ပေါ်မှာနော်မြန်မာအစီအစဉ်မှာပထမဆုံးအချိန်ရောက်ရှိလာတယ်ဆိုလို့ရှိရင်လက်ပြလို့ရပါတယ်လို့ပထမဆုံးပေါ့နော်ခုမှပါဝင်ဖူးတဲ့လူပေါ့လူတစ်ပေါ့ဒါပဲဘုရားရှင်ကအမြဲတမ်းကောင်းမြတ်ပါရဲ့နော်တဖြည်းဖြည်းပြန်လဲပြီးတော့မှဘုရားရှင်အသေးပုတ်ဆောင်ပေးမှာပဲယုံကြည်ပါတယ်နော်အဲကြောင့်မို့ဘုရားရှင်ကအချိန်တိုင်းနာရီတိုင်းအမြဲတမ်းကောင်းမြတ်တော့ဘုရားဖြစ်တဲ့အတွက်ကြောင့်မို့ဘုရားရဲ့နာမတော်ကိုချီးမွမ်းပါတယ်ခုလိုပေါ့နော်ဘုရားရဲ့ကောင်းမြတ်ခြင်းအဖြစ်ဒီမှာ SSE မိသားစုပေါ့နော်မြန်မာအစီအစဉ်မှာယခုလိုပါဝင်နိုင်တာတကယ်ဘုရားရဲ့ကောင်းမြတ်ခြင်းကြောင့်တာဖြစ်တယ်တချို့လည်းအရင်ပါဝင်ခြင်းတဲ့လူလည်းအများကြီးရှိတာပဲပေါ့ဒီခါလေးကဒီလိုအချိန်အခွင့်မရဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကပါဝင်ဖို့ဆိုတော့ကမလွယ်ကူတဲ့အရာဖြစ်တယ်နော်ဒါကြောင့်မို့ဘုရားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ပြီးတဲ့ခါကျရင်ဒီမှာကျေးဇူးတင်တာပေါ့နော်အဆရာလမ်ဘွဲပေါ်ကောင်ဒီမှာဆရာအထမ်ဒါဆရာမကျွန်တော်အားလုံးပေါ့နော်အဆရာအထမ်ဆရာထမ်ဘူးလားကျွန်တော်အားလုံးပေါ့နော်ဒီမှာမိသားစုအားလုံးကိုပြန်လဲပြီးတော့မှယခုလိုတကယ်ကျွန်တော်ဖျားရှင်ကိုပေါ့နော်ယခုလိုအားရပါရပေါ့နော်တွေ့ကြရတာကျွန်တော်တော့သူများတော့မသိဘူးကျွန်တော်ကတော့ဘာမှတခါရနားမလဲတော့မှနော်အရာအားရတယ်အခုံရတော့မှသူများတွေပေါ့နော် exercise တွေအများကြီးလုပ်ရတာပေါ့နော်ကျွန်တော်ကဒီမှာလှုပ်ဆောင်မလို့ပဲဒီမှာဘုရားကိုချီးမွမ်းခြင်းနဲ့အရာအားလုံးခွန်အားတွေပြည့်သွားတာပေါ့နော်ကျမ်းမာခြင်းတွေလည်းအားလုံးကဖြစ်သွားတာတကယ်ဘုရားရဲ့ကောင်းမြတ်ခြင်းဖြစ်တယ်ဘုရားရဲ့ကောင်းမြတ်ခြင်းဆိုတာပတ်စံနဲ့ဝယ်လို့မရတဲ့အရာကြီးရှိတယ်နော်အဲ့ဒါကြောင့်တချို့ရဲ့ဆေးတွေတောက်ရတယ်ကျမ်းမာခြင်းရဖို့ရတဲ့ဆေးဝါးတွေအများကြီးတုံဆွဲရတယ်သူ့ကိုလည်းပဲကျွန်တော်ကဘာမှတုံဆွဲစရာမလိုဘဲနဲ့ဘုရားရဲ့ကောင်းမြတ်ခြင်းဘုရားရဲ့ကောင်းမြတ်တဲ့အရာကိုကြွကြော်ချရမယ့်အရာအလုံးအရေးပျော်လွင်သွားတာပေါ့နော်ဒါကြောင့်မို့တကယ်ဘုရားရဲ့နာမတော်ကိုချီးမွမ်းပါတယ်အခုအချိန်မှာတော့ကျွန်တော်တပတ်တာလုံးပေါ့နော်ဘုရားရှင်ကောင်းကြီးမြောက်များစွာပေးထားတာရှိတယ်မြောက်များစွာထဲကနေဘုရားရှင်နိုင်ငံတော်အတွက်တန်းနိုင်ပြီပေါ့နော်ဘုရားရှင်စီမှာပေးကမ်းခြင်းအဖြစ်ပါဝင်ဖို့အချိန်ဖြစ်ပါတယ်ဒီလူတော်ငွေပေါက်ခံပေးမဲ့လူပေါ့နော်ကောင်ပြီးတဲ့ခါကျတော့ဒီဆက်ကပေးမဲ့သူပေါ့နော်ပြီးတဲ့ခါကျတော့ဒီလူတော်ငွေအချိန်မှာဘုံတော်ချီးမွမ်းခြင်းတဲ့သူများရှိတယ်ဆိုလို့ရှိရင်ပေါ့နော်ဒီမှာချီးမွမ်းဖို့ရတဲ့ယေရှုနာမဖြင့်ဖိတ်ခေါ်ပါတယ်အလုံးဝဲများကိုစကရအောင်မြတ်တော်ရှင်ဖဖျားကိုတော်ကောင်းမြတ်လွန်းပါတယ်ကိုတော်ဤသားသမီးများအပေါ်မှာကိုတော်ဤကြီးစိုးများအချိန်တိုင်းအခါတိုင်းကိုတော်ပေးသနာတော်တဲ့အတွက်ကြောင့်ကိုတော်ဤကြီးစိုးတော်ကိုရှိဦးစွာချီးမွမ်းပါတယ်ကိုတော်ဤအင်းညမှာကိုတော်ဤသားသမီးများကိုတော်ကိုဝတ်ပြုကိုွယ်ဖို့လာကြတဲ့အခါမှာကိုစိတ်နှလုံးသားမကပဲကိုတော်အတွက်ယူဆောင်လာတဲ့အလုံးငွေအနေငယ်ကိုကိုတော်ထံအနံပါတယ်ကိုတော်ဤလုံးငွေများကိုကောင်းချီးပြီးတော်မူပါကိုရောဤဘုံတော်ထင်ရှားစီသောအလုံးငွေများဖြစ်စီတော်မူပါပေကံဆွန်ကျဲသောသာသမီများ၏အတ္တတာပေါ်မှာလဲပေကံချင်း၏စုကြည်စုများကိုရောထာမလာသောစုကြည်စုများကိုပြီးသနာတော်မူပါအလုံးငွေများကိုစကအနန္တဲ့အခါမှာတပါးဒီသောသားတော်ယေရှုနာမကိုမြည်ပြလဲဆုတောင်းစကအနန္ပါ၏ဖာဖျားသခင်အာမင်
ကျေးဇူးတင်ပါတယ်အလူတော်ငွေကိုကောက်ခံပေးတဲ့သူပေါ်နှကောင်ဆူတောင်းဆက်ကပ်ပေးတဲ့သူပေါ်နှကောင်ချီးမွမ်းသွားတဲ့သားသမီးတွေပေါ်နှကောင်ဒီမှာ music အားပေးပေါ့နော်တိခတ်ပေးတဲ့ရှာဒီပေါ်နှကောင်အားလုံးပေါ်မှာဘုရားရှင်ကောင်းရင်ချပေးပါစေအားလုံးပဲကျေးဇူးတင်ပါတယ်အခုအချိန်မှာတော့ဘုရားရှင်ကတကယ်မဖြတ်နိုင်တဲ့အချိန်ခွင့်အခါခွင့်ပေးထားတာပေါ့နော်ဒီမှာအားလုံးပေါ့နော်ပါဝင်ဖို့အချိန်ဖြစ်ပါတယ်လို့တက်တီခံချင်းအားပေးပေါ့နော်ဘုရားရှင်တပတ်တာလုံးတော့ဒီကိုလာချင်းအားဖြင့်လမ်းမှာပေါ့နှကောင်ဒီမှာရောက်တဲ့ထိုင်နေတဲ့အချိန်မှာလောက်အောင်နော်ဝိညာဉ်တော်ဘုရားကစကားပြောတယ်ပါနော်လှုပ်ရှားတကယ်ပေါ့နော်ဘယ်လိုလဲတက်တီခံချင်းတဲ့လူပေါ့နော်အချိန်ခွင့်ပေးပါတယ်လို့အားလုံးပေါ့နော်ပါဝင်ဖို့အချိန်ပေးပါတယ်လို့အရောက်စီတိုင်းပေါ်မှာဘုရားရှင်ကောင်းအားလုံးကိုယေရှုနာမနဲ့ဖိတ်ခေါ်ပါတယ် Hallelujah. ကျမ်းပိုက်တစ်ပိုက်ဖတ်ချင်ပါတယ်ကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး9အငယ်7ခွန်လူမီဒီကခရစ်တော်၌ရှိလင်အတိပိပန်တော်တတဝဖြစ်၏ဟောင်းတော်အရာတို့သည်ပြောင်းလဲ၍ဟောင်းတော်အရာတို့သည်ပြောင်းလဲ၍ခတ်သိမ်းတော်အရာတို့သည်အတိဖြစ်ကြပြီရင်ခွန်လိုက်တာ ကျွန်တော်လည်းကျင်းစာတပုတ်ဖတ်မယ်နော်ရှင်ယောဟန်အခန်းကြီး3အငယ်36ထာဝရဘုရား၏သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်ထာဝရအသက်ကိုရရှိခြင်းကဘုရားသခင်သည်မိမိ၌တပါးတည်သောသားတော်ကိုဆွမ်းတော်မူသည့်တိုင်အောင်လောကီသားတော်ကိုချစ်တော်မူ၏ကျမ်းနာသူအရောက်ရှိတဲ့ဘုရားရှင်ကောင်းချီးပေးပါစေဟာလေလုယာဘယ်သူမှမထားတော့ကျွန်တော်ပဲပြန်ထားမယ်နော်ဖခင်ရဲ့ကောင်းမြတ်ခြင်းတွေတော့ပြောလို့မကုန်ဘူးဖြစ်တယ်ကျွန်တော်တို့ပေါ်မှာအမြဲတမ်းကောင်းမြတ်နေတဲ့ဖခင်ဖြစ်တယ်ကျွန်တော်တို့ကိုနေ့စိတ်မပြတ်အချိန်တိုင်းကိုယ်ကဆောင်မပြတဲ့ဖခင်ဖြစ်တယ်ပြီးခဲ့တဲ့ပတ်တုန်းကကျွန်တော်နည်းနည်းတက်တည်ခံခြင်းနဲ့ဖြစ်တော့ရှိတာပေါ့နော်နည်းနည်းဆိုပေမဲ့မြဲမြန်းမှာပေါ့ကျွန်တော်တို့အခုတနင်္ဂနွေနေ့တိုင်းနေ့မနေ့ပိုင်ဖျားเจ้าနဲ့တန်းစပေါ်မှာပထမအဆုံးနေ့ဖျားเจ้าအဲ့မှာဖျားเจ้าတဲ့တော့ဖျားเจ้าเนี่ยပြန်လာမှာကျွန်တော်ဆိုင်ကယ်အက်ဆီဒန့်ဖြစ်တာမနော်ညနာမထေမတ်ပဲနဲ့ကားတစီယဘီယာနေဝင်တိုက်တာအဲ့ဒါဒါမြတ်ဖျားရဲ့ဝေကာမှုအကြောင်းပေါ့နော်လူကဘာမှမဖြစ်ပဲနဲ့ကျမ်းမာဆိုနဲ့ဒီဖျားเจ้าကိုပဲပြန်ကျမ်းမာဆိုရောက်နိုင်တယ်ဖျားရဲ့သခင်ရဲ့ကောင်းမြတ်ခြင်းကိုအဲ့ဒီအချိန်မှာကျွန်တော်ဗာတွေးမိတယ်ဆိုတော့လူတယောက်ရဲ့အတ္တခဏလေးအဲ့ဒါမှပြောခင်ပေါ့နော်ဒီရပိုက်ပေါ့နော်ကျွန်တော်ဂျုံတွေ့တာများတယ်နည်းနည်းမနေ့တနေ့ပေါ့နော်ဒီနောက်ဆုံးပတ်လဲကျွန်တော်အေးဘုရားကျောင်းနဲ့ပြန်လမ်းမှာဆိုင်ကယ်နဲ့ပြန်တာပေါ့ဒီမာလိုလေး velocity နားမှာလမ်းကွေ့မှာကျွန်တော်ရှေ့မှာဆိုင်ကယ်တစ်စီးနဲ့ကားတစ်စီးပြတ်သွားတာအဲ့ရှေ့အဆိုင်ကယ်ကိုကနောက်ကကားတက်တဲ့ဝန်တိုက်သွားတာအဲ့ဒါလူ2ယောက်မိန်းကလေး2ယောက်မောက်ရောအဲ့ချိန်မှာကျွန်တော်ရင်ထဲမှာဘယ်လိုဖြစ်လာလဲငါတို့ဒီအထက်တာငါတို့ကျွန်တော်တို့ဒီ
ဘယ်လိုပြောမှလဲတက်တာဖရားရဲ့ကြွယ်ကမှုမရှိရင်တစ်စက္ကန့်တစ်မိနစ်လေးအတွင်းမှာတော့ဆုံးရှုံးသွားနိုင်တဲ့တက်တာဖြစ်တယ်ဒီဆုံးသွားနိုင်တဲ့တက်တာဖြစ်တယ်ပြီးတော့ယင်းနေ့ခဲမှာလဲပေါ့နော်ထွန်ပြကျွန်တော်တို့လည်းအပေါ်မှာနေကြစီစားရင်းနဲ့ပြန်သွားတာဟိုရောက်တော့ကျွန်တော်လည်းမတည်ဘူး Facebook ဖွင့်လိုက်တာနဲ့သူထွက်သွားတာတော့2မိနစ်3မိနစ်လောက်ပဲရှိသေးတယ်အဲ့သူက live လွှင့်လာတယ်ကားမီးလောင်နေတယ်ဘယ်လိုမျိုးတွေပေါ့နော်ကားစီးရင်နဲ့ကားတော်မှာစီးရင်နဲ့တော့မှမီးလောင်တတ်တာဖြစ်တယ်အဲကြောင့်မလို့ကျွန်တော်တို့အသက်တာဟာနေ့ရက်စဉ်တိုင်းမှာဘုရားရဲ့ကြွယ်ကမှုချောင်းကျွန်တော်ကျမ်းမာခြင်းတွေရတာဖြစ်တယ်လို့တက်တည်ခံခြင်းနဲ့ပြီးတော့ရှိသေးတယ်တော့နော်ဒီနေ့ဒီအော်တိုဘာလအတွက်မှာကျွန်တော်ကတချို့တွေလည်းကျွန်တော်ကိုရိပ်မိမယ်လို့ထင်တယ်ကျွန်တော်တော့လုံးဝကိုမပြောနိုင်တဲ့လဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့အကြောင်းမျိုးပေါ့နော်များတဲ့ပထမဆုံး1ရက်2ရက်နေ့3ရက်နေ့လာမလို့3ရက်နေ့ညနေဒီကနေကျွန်တော်ကျွန်တော်တို့ပုံမှန်ရှိတယ်လာရဲ့ပထမဆုံးရက်3ရက်စုတောင်းပြီးတော့ကျွန်တော်ညနေလူငယ်ခေါင်းဆောင် Comdena Velocity နဲ့ဖုန်းခေါ်တယ်ကျွန်တော်တို့လူငယ်တွေပြုလို့အဲ့ဒီ uniform ပေါ့နော်အဲ့ဒါဝယ်ဖို့ဖုန်းလိုင်းခေါ်လိုက်တယ်ခေါ်တော့ကပိုက်ဆံဘုရားကျောင်းမှာထားခဲ့တယ်တဲ့အဲ့ဒါကိုလာပို့ပါဆိုတော့ကျွန်တော်လည်းစိုက်ကနဲ့သွားတာအဲ့ဒါဟိုရောက်တော့ဝိုင်းမဲ့အင်ဂျီယာမစုံဘူးဆလီထဲရလိုနေတယ်ဟိုဆိုင်မှာမေးကြည့်လိုက်တော့ TRS မှာရှိမယ်တဲ့ TRS ကိုတွားလိုက်တယ်အဲ့နဲ့ Comdena ကျွန်တော်ပိုက်ဆံပေးတယ် TRS ကိုတွားတော့လမ်းမှာကားချက်နေတော့ခွေးမဲ့လမ်းကြော်တော့ကျွန်တော်လမ်းမပြီးတစ်ဖက်ရောက်သွားတာနိုင်ဝလောက်ဆိုင်ကမောင်းရနေလမ်းမှာဆိုင်ကစီယာပြက်သွားလမ်းလေတဲ့မှာဆိုင်ကစီယာပြက်သွားနဲ့ကျွန်တော်ပြင်ဘက်ကိုတွန်းထုတ်တာအဲ့ဒါနဲ့ဘုရားသခင်ကျွန်တော်ကိုကိုမင်းကုံရင်မဲ့လို့တယောက်ပေါ့နော်ကျွန်တော်တို့ကဒါပြောနေတယ်ဒီမလေးရှားနိုင်ငံသားတွေကဆွဲရပြောနေသူကအသားသဘောကောင်းတာကျွန်တော်နောက်ကနေတွန်းပြတာစီဆိုင်ရောက်တဲ့အထိသူကအနောက်ကနေတွန်းပြတာလေးဆိုင်ကကိုအဲ့ဒါစီလက်ထဲပြီးရောဘယ်လိုပြောမလဲTRS ရောက်သွားတယ် TRS ရောက်သွားတာနဲ့ကျွန်တော်အင်ဂျီယူလိုတလောက်ယူတယ်လိုတာဆယ်လီထဲရှိတာအစနံထဲပဲရှိတယ်အဲ့ရှိသမျှကိုယူတာတော်ကြည့်တာပေါ့အကုန်ရှိရင်ကျွန်တော်ပိုက်ဆံမလောက်ဘူးအဲ့မှာသူကမလဲပြောလိုက်ရင်တော့ရှက်စရာလိုဖြစ်နေတယ်ပေါ့နော်ဒါပေမဲ့ပြောလိုက်မယ်Comdena ပိုက်ဆံပေးတာမလောက်တာလားကျွန်တော်အိတ်ထဲကနေမှပြုတ်ကြတာလားတော့မသိဘူးဟိုရောက်တော့ပိုက်ဆံရှင်းမဲ့ချင်း250လိုနေတယ်ပြီးတော့ဒါပေမဲ့ပိုက်ဆံတော့အဲ့စနက်ထဲကတော့လောက်တာပေါ့နော်လောက်တာနဲ့ကျွန်တော်ပြန်ထွက်လာတယ်ပြန်ထွက်လာတာနဲ့အဲ့ဒီအင်ဂျီ8ထဲမှာပေါ့နော်အင်ဂျီ8ထဲမှာပဲသူကထည့်သွားတယ်မသိဘူးသူတို့ဆိုင်ရဲ့တစ်ချက်တစ်စိတ်တစ်ခုရှိတယ်အဲ့8ထဲမှာထည့်ထားတာကျွန်တော်ပြန်ဒီဘယ်လိုပြောမှလဲဆိုင်ရနေထွက်သွားတာနဲ့သူတို့ဒီ Uniqlo တို့သူကရှိမှဆက်တတ်တာလေနော်စကင်မဖတ်တဲ့ပစ္စည်းတွေဆိုရင်သူကဆက်အော်ပြီးအဲ့ဒါကျွန်တော်ထွက်သွားတာကျွန်တော်လည်းမသိဘူးဆက်အော်တာဒါပေမဲ့ကိုကပိုက်ဆံအကုန်ရှင်းပြီးသားဆိုတော့လေခက်တီတွေနဲ့ပဲကျွန်တော်ရှိသွားလိုက်တာဒါပေမဲ့ဟိုထဲကနေပြန်ခေါ်တာပြီးမှရှိတယ်အဲ့လိုမျိုးတွေပြဿနာတွေအမျိုးမျိုးပေါ့နော်ကျွန်တော်ဒီနေ့မဟုတ်ဘူးဒီလထဲမှာကြုံနေရတယ်ပေါ့နော်ပြီးတော့တခုရှိသေးတယ်ဒီအဲ့ဒီ cycle accident နေ့ရလဲကျွန်တော်ပိုက်ဆံ8တွေပြုတ်သွားတယ်အဲ့လိုမျိုးတွေအဲ့ဒါနဲ့ကျွန်တော်စိတ်တွေကဝက်ပြုတ်ဒီအစီအစဉ်တွေမှာပါဝင်နေတယ်အာရှယ်လုံနေတယ်မဲရပြုံးနေတယ်ဆိုပေမဲ့ရင်ထဲမှာတော့မပြုံးနိုင်ဘူးပေါ့နော်အဲ့လိုမျိုးအစီအစဉ်တွေအချိန်တွေအများကြီးရှိခဲ့တယ်ပေါ့ဒါပေမဲ့ဘုရားသခင်ကကျွန်တော်ကိုပြောလဲဆိုတော့အခုပိုက်ဆံ8ပြုတ်လို့ဆုံးရှုံးသွားတဲ့ပိုက်ဆံနေနဲ့ဒီရဲ့အစတရားလုံးကတုံးပြုတ်စီခြင်းလို့အဲ့ဒါကြံတာဒီကြုံတွေ့နေရတာဖြစ်တယ်လို့ကျွန်တော်စကားပြောတာဖြစ်တယ်အာမင်ဘုရားသခင်ကအများကြီးကိုကြိုက်စီခြင်းလို့အဲ့ဒီတိတိလေးပေါ်မှာသူထိမ့်သိမ့်နိုင်သလားပါညာပေါ့နော်နောက်ခါကျရင်ပိုက်ဆံအများကြီးဂိုင်နေရတဲ့ချိန်ကျရင်တတိထားလို့ရအောင်ဆိုပြီးမှကျွန်တော်ကိုကြားဒီကြုံတွေ့စီတာဖြစ်တယ်အဲ့လိုမျိုးစကားဘုရားသခင်ကကျွန်တော်ကိုပြောတာပေါ့နော်ပြီးတော့ကျွန်တော် worship ထဲမှာလည်းပါလဲကျွန်တော်တခြင်းဆိုတာအရှိမဘုရားပြင်ဆင်ထားတဲ့ကောင်းခြင်းမြင်နေရပြီတခါတလေချင်းကိုအသက်တာထဲမှာတော့နော်ဘယ်လိုပြောမလဲ
မပြောင်းနိုင်ဘူးဘာလို့ဘယ်လိုပြောမှလဲကိုလို့တမျှဘောနော်ဘယ်လိုပြောမှလဲတချို့တခါတလေကျကိုကကောင်းတယ်ထင်ပြီးလုံးတဲ့အရာတွေလဲဝေဖန်မဲ့သူရှိတယ်ဒီရလောကငါအတွက်မဟုတ်ပါလားအဲ့လိုမျိုးတွေပေါ့နော်ကိုကစိတ်ဓာတ်ကြတဲ့ချိန်တွေလည်းရှိတယ်ဘာလို့အများအားစိတ်ဓာတ်ကြတဲ့ချိန်တွေရှိအစိတ်မပီမှုတွေလည်းအများအားရှိတတ်တယ်အဲ့ဒီအချိန်မှာဘုရားသခင်ကပြောတယ်ဆိုတော့အဲ့ဒီခက်ခဲနေတဲ့အချိန်မှာတင်စိတ်ဓာတ်ကြနေတဲ့အချိန်မှာကြက်ဆုံးမတော်ဘူးနော်လဲမကြနဲ့တင်ထားရှိမှအောင်မြင်ခြင်းတွေရှိတယ်တင်းအတွက်ပင်စင်ထားတဲ့ကောင်းကြီးတွေရှိမှရှိတယ်ဆိုတော့ဘုရားသခင်ရဲ့တန်တော်ကျွန်တော်တို့အမေရန်ဘယ်လိုပြောမလဲဘုရားကကျွန်တော်တို့အတွက်အဆိုးမကြံမှုဖြစ်တယ်ဘယ်လိုအခက်ခဲမျိုးပဲကြုံနေပါစေဘယ်လိုပြဿနာတွေပဲကြုံနေပါစေဘုရားသခင်ကကျွန်တော်တို့အကောင်းဆုံးပြင်ဆင်ပေးတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ worship ထဲမှာတခြင်းဆိုချီးမွမ်းခြင်းအားဖြင့်ပေါ့နော်တခြင်းဆိုတာမဟုတ်ဘူးချီးမွမ်းခြင်းအားဖြင့်ကျွန်တော်ဘုရားသခင်ရဲ့ဘယ်လိုပြောမှလဲဒုတိချင်းပေါ့နော်စကားပြောခြင်းကိုခံရဖြစ်တယ်ဘုရားသခင်ကောင်းမြတ်ပါတယ်ကျွန်တော်တို့အချိန်တိုင်းအခါတိုင်းမှာကျွန်တော်တို့အများတန်းကိုယ်ကပေးတဲ့ဆောင်းမပေးတဲ့ဘုရားသခင်ရဲ့နာမတော်တာရွေးပုံကြည်ပါစေဒီပေါ်မှာတတိခံဖွာကောင်းမလေးတွေထပ်ပေါ်ရင်ခုံရတယ်လို့ကျွန်တော်ဒီမှာကျန်းစာနဲ့ငယ်ဖတ်ချင်တယ်ဖြစ်တယ်ဂျေရမိုင်ယာအခန်းကြီး33အငယ်3ထာဝရဘုရားမိန်တော်မူရီကငါကူခေါ်လို့ငါထူးမိကြီးသောအရာဒီမတိနိုင်နစ်နေဒီမတိနိုင်အောင်နစ်နေသောအရာတို့ကိုငါပြက်မိတဲ့ကျွန်တော်အနေနဲ့တက်တီခန်ချင်တာကျွန်တော်တို့တက်တီခန်ချင်တာရဲ့ပြီးတော့အားပြီးချင်တာရဲ့ပေါ့တချို့တွေပေါ့ဆိုတော့ကျွန်တော်တို့အတက်တာမှာတခါတလေကျွန်တော်တို့ဖះကိုကူးကွယ်တယ်ပေါ့နော်တခါတလေဟိုကဘယ်လိုပြောရမလဲကိုအားရတဲ့အချိန်ရှိတယ်လို့အားမရတဲ့အချိန်ရှိတယ်အဲ့ဒါကိုကျွန်တော်တခါတလေစိတ်နေရတယ်ပေါ့နော်ပြောတဲ့ချိန်ရှိတယ်မပြောတဲ့ချိန်ရှိတယ်ဖះကြောင့်လာမှာကိုလည်းတခါတလေကျွန်တော်တို့ကပြင်းတဲ့ချိန်ရှိတယ်ဒါပေမဲ့လာတယ်သူစားပြီးတော့လာတယ်ပေါ့အဲ့လိုမျိုးချိန်မှာကျွန်တော်တခါတလေဖះကိုမိတယ်မိပြီးတော့သူဘယ်လိုကျွန်တော်ဖြေလဲဆိုတော့ကျွန်တော်နည်းနည်းပြောပြမယ်တော့ကျွန်တော်လှုပ်တဲ့အလုပ်မှာပေါ့နော်ကျွန်တော်လှုပ်တဲ့ဆိုင်မှာပေါ့ကျွန်တော်တို့ကဆိုင်ရဟိုအကာတွေကမန်နဲ့ကာတယ်မှာကျွန်တော်သမင်းစားပြီးတော့ထိုင်ပြီးတော့ဖះဘာဖြစ်လို့ကျွန်တော်တို့ဖះကိုကိုယ်ရတယ်ပေါ့အဲ့ဒါကိုကျွန်တော်စဉ်းစားပြီးတော့သမင်းစားရင်းနဲ့ငိုင်းနေတယ်ပေါ့အဲ့မှာငက်ကလေးတကောင်လာပြင်အဝေးကနေပြန်လာပြီးတော့ဟိုကသူကတဏီယာမှာလာပြီးတော့သူအစာစားတယ်ပေါ့အစာရှာတယ်ငက်တွေအစာရှာတယ်ဆိုရင်သူကခြေထောက်နဲ့ဟိုကလောက်တယ်ပေါ့နော်အဲ့မှာကျွန်တော်ကြည့်အဲ့ငယ်ကိုကြည့်နေခဏမိနစ်30လောက်ပြီးမှသူကပြင်တယ်ပေါ့အဲ့မှာကျွန်တော်စိတ်ထဲမှာပေါ်လာရဲဆိုတော့သူအစာရှာတဲ့နေရာကိုကျွန်တော်ကြည့်ပြီးတော့အဲ့မှာသူငယ်အစာရှာတဲ့နေရာတန့်ရှင်းတယ်ပေါ့မြစ်ပင်နေမရှိဘယ်လိုပြောရလဲနော်အဲ့လိုမျိုးဖြစ်ပြီးတော့ကျွန်တော်စိတ်ထဲမှာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့မှလည်းတခါတလေငယ်တဲ့ချိန်မှာပဲဖြစ်ပေါ့နော်ကျွန်တော်တို့စုတောင်းတယ်မရဘူးလို့ထင်ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ရဲ့စုတောင်းတောင်ဖေကကြားတယ်ပေါ့နော်ကျွန်တော်တို့မသိပြီးမဲ့ကျွန်တော်ရဲ့အနာတခုဆိုအနာတခုနဲ့ဥပမာပြီးမှဆိုအမာရွကျန်တယ်ပေါ့အဲ့လိုမျိုးရှိတယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့အားမငယ်ရဖို့ဖေကကျွန်တော်တို့မသိတာမဟုတ်ဘူးတင်ပြီးတယ်စမ်းတတ်တယ်အချိန်ပြီးတယ်ပေါ့နော်ကျွန်တော်တို့ယဉ်ကျေးဖို့ကျွန်တော်တို့အချိန်ပေးတာဖြစ်တယ်ဒါကြောင့်ကိုကျွန်တော်တို့ကဖယားမျက်နှာတော် share နေရမှာပြီးမဲ့နော်တခါတည်းပြီးရင်လည်းတခါတည်းကျွန်တော်တို့စူးစမ်းကိုဖိတ်ကနေပေါ့ဖယားကိုရွေးချယ်ပြီးတော့စူးစမ်းရမယ်အချိန်လည်းရှိ
ကောင်းရှိလိမ့်မယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်အနေငယ်အပြည့်ချင်တာဖြစ်တယ်ကျေးဇူးတင်ပါတယ် ဟာလေလုယာကျွန်တော်လည်းမပြောလင်းထားဘူးဒီပေါ်မှာရောက်မယ်လို့ကျွန်တော်လည်းဒုက္ခအမျိုးမျိုးကြောင့်ဒီဘုရားကျောင်းမှာဘယ်လိုပြောမလဲဘုရားသားသမီးတွေနဲ့လေတွေ့ဆုံရတယ်တွေ့ဆုံရလို့ရန်ဝမ်းတာတယ်စိတ်လည်းပျော်တယ်ဒီမှာကျွန်တော်တို့အမေရိကန်ရှိတဲ့လူတွေကချမ်းသာပတ်တယ်စောစောထားတယ်စောအိတ်တယ်7 နာရီလောက်မှအိတ်တယ်လေကောင်လုံးအိတ်ရေးဝါတယ်ပြီးတော့အကုန်လုံးဟောနေတယ်ဒီမှာနေတဲ့လူတို့တကယ်ချင်းဒီအကုန်လုံးဖះကောင်းချီကြောင်ကျန်းစာဖတ်တယ်အရတာခံစားတယ်အရတာလည်းကောင်းတယ်ကျွန်တော်တို့ဖြစ်နိုင်သမျှအကျိုးစားတယ်ရှေ့ရလူတွေကလည်းဘယ်လိုပြောမလဲသူတို့လည်းမလွယ်ဘူးမင်းတို့မလွယ်ဘူးလို့မလွယ်ပြီမဲ့လည်းဖះကောင်းချီပြီလို့ကျွန်တော်တို့လည်းတတ်နိုင်တဲ့လောက်စူးစမ်းပြီးမှအနေထိုင်ကြတာပေါ့နော်ဖះလည်းလက်ခံတယ်ရှာမတွေကလည်းလက်ခံတယ်ဆိုတော့ကျွန်တော်တို့လည်းဘာပဲဖြစ်ဖြစ်ဘယ်လိုပြောမလဲစိတ်လည်းချမ်းသာတယ်အေးကြီးလည်းကောင်းအေးပြောပြီးမှအိမ်မက်လည်းအရင်ကောင်းတယ်ပြီးတော့မတီးဘူးအိတ်တဲ့ခါလဲစကားပြောတဲ့လူလည်းရှိတယ်တဲ့သံပြလည်းပြောတယ်မင်းလည်းစကားပြောတယ်ဟိုဆရာဆန်ကလည်းပြောတယ်မင်းတို့နေရောစကားပြောတယ်တဲ့ဘာစကားပြောတာလဲဆိုရင်ကျွန်တော်တို့လည်းမသိဘူးအိတ်ဒါကောင်းတာလားအိတ်ဒါကောင်းလို့စကားပြောတာလားလို့ကျွန်တော်မေးတယ်လေဟိုအနောက်ကနေသွားလာကြည့်တယ်မဟုတ်အဲ့လိုပဲအဲ့လိုကြည့်နေတယ်ကျွန်တော်တို့လည်းတတ်နိုင်တဲ့လောက်စူးစမ်းပြီးမှလုပ်တယ်ပြီးတော့လန်းဆန်းနော်လန်းဆန်းတက်ချွတ်လူငယ်တွေဆိုတော့အခုခေတ်မှာဆိုတော့အခုတက်ချွတ်မဲ့ချိန်ဆိုတော့ကျွန်တော်ပြောတယ်အဖော်စီမလည်းပြောတယ်မင်းတို့ကျန်းစာဖတ်တာကောင်းဖတ်တော့မင်းတို့ဘယ်လိုပြောမလဲမင်းဆံပြပြောတယ်မင်းတို့ဒီမှာရောက်ဒီကနေပင်ထွက်တယ်ဆိုရင်မင်းတို့အကုန်လုံးကအလကားဖြစ်ကုန်ပြီတဲ့အဲ့ဒါတော့တခါတလေကျန်လဲဖြစ်ချင်းဖြစ်နိုင်မှာပဲလို့ပြောတယ်ဒါပေမဲ့ကျွန်တော်ပြောတယ်သူတို့ရှိမှလေဘာပဲဖြစ်ကျွန်တော်ရောက်တဲ့နေရာတိုင်းမှာလဲဘယ်လိုပြောမလဲဖျားကုကွယ်တဲ့ချိန်မှာကျွန်တော်ကပြောတယ်ဒီအကြောင်းအကုန်လုံးကတော့ကျွန်တော်နေရာတိုင်းမှာပေါ့နော်အချိန်ရတဲ့နေရာဒီနေရာဟုတ်တယ်ဟိုနေရာဟုတ်တယ်ဟိုဘက်နေရာဟုတ်တယ်ဆိုရင်လည်းဟုတ်တဲ့နေရာပေါ့အေးမှာကျွန်တော်တော့နှုတ်ကြောင်းပြန်ပေါ့ဘယ်လိုပြောမလဲဟိုစိတ်ကိုရင်ပေါ့စိတ်ကိုရင်မဟုတ်ဘူးဟိုလက်တွေ့ပေါ်မှာလက်တွေ့ပေါ်ကိုယ်တိုင်လောက်တယ်ဆိုတော့ကိုယ်တိုင်ခံစားတယ်ဆိုတော့အဲ့ဒါဒီမှာလည်းပြောမယ်ဟိုရှိတဲ့နေရာမှာလည်းပြောမယ်ဟိုတတ်နိုင်တဲ့လောက်မတော်ပြီမဲ့ဘယ်လိုပြောမလဲဖះစကားပြောတယ်ဖះဒီကျွန်တော်နဲ့အတူတူရှိတာကိုကျွန်တော်ကြည့်ရအရန်တင်တယ်ဝန်တာတယ်အဲ့လိုပေါ့နော်ပြီးတော့ခုနကလည်းကျွန်တော်ဒီနေ့တက်တီခံမဲ့နေ့လေကျွန်တော်မတီးဘူးလေမတီးဘူးဘယ်လိုပြောမလဲမတီးဘူးမီလေမမီဘူးပေါ့နော်မီလေမမီဘူးကျွန်တော်ဒီမှာအခုတက်တီခံမဲ့အချိန်ဖွင့်လာတယ်ခံချင်တဲ့လူပြောတယ်ကျွန်တော်ချားတယ်အဲ့တော့သူတို့လည်းတွားနေကြတယ်ဆိုတော့ကျွန်တော်လည်းတက်တီခံမဲ့လို့စိတ်ကူးမပေါ်တီးဘူးဘယ်လိုပြောမလဲတယောက်နဲ့ယောက်ထွက်နေပြီတော့စာကပိလည်းထွက်တယ်ဆိုတော့အေးအဲ့မဖြစ်တော့ဘူးတဲ့ကျွန်တော်ထဲမှာအရန်ပူတယ်ဘယ်လိုပြောလဲဖျားလာထိတာလားမသိဘူးထဲမှာအရန်ပူတယ်မင်းတကယ်တွားတော့ဒီမှာမတွားတော့ဘူးဆိုတက်တီခံမဲ့နစ်မရှိတော့ဘူးမင်းဒီပတ်မှာကုန်တွားမယ်ဒါမဲ့ပတ်မှာမင်းမပြောလို့မရဘူးမင်းဘယ်တွားမှာလဲဟိုတွားမှာလားအလောက်ထဲတွားမလားဖျားဘယ်မှာမင်းကိုလာပူမှာလဲငါတယောက်ထဲပဲစိတ်ထဲမှာဟို
ဝုန်းနဲ့လာတိုက်နေတာတဲမှာရန်ဖူနေလေဖူနေတော့ကျွန်တော်လည်းမတတ်နိုင်တော့ဘူးငဲတုံဖြစ်တော့မှလည်းမင်းတကယ်တိုးတယ်ငါစိတ်ထဲမှာတိုးပါမကြောက်နဲ့တတ်နိုင်တယ်လို့မင်းတိုးလိုက်ပြလိုက်ပေါ့အဲ့လိုမျိုးပေါ့ကျွန်တော်လည်းတိုးမယ်အခုအပေါ်မှာရောက်တယ်အရန်ကြည့်ယူတင်တယ်ဘုရားအလုပ်လုပ်တယ်ဆိုတော့အရန်ကြည့်ယူစင်နေခံစားတာကိုနည်းနည်းပါတတ်နိုင်တယ်လို့ပြောဖို့တဲ့အဲ့တော့အခုကကျွန်တော်ဒီပေါ်မှာရောက်လာတယ်ပြီးတော့နောက်ထပ်အရန်ကြည့်ယူစကားအများကြီးပြောတော့ပြီဖြစ်တော့တချင်းလဲတခါတည်းတပုတ်လောက်မတော်ပြီမဲ့နော်တော်တာမြဲရေးလူရှိတယ်လေလူတော့ရှိတယ်ဒါပေမဲ့ကျွန်တော်မတော်ဘူးမတော်လို့ဖယားဘယ်လိုပြောမလဲတချင်းဆူတော်လို့တချင်းဆူတာမဟုတ်ဘူးယုံကြည်လို့ဖယားကိုယုံကြည်လို့မတော်တာဖြစ်ဆူချင်တယ်ဆိုတော့ဆူချင်စိတ်ပေါ်လာတယ်ဆိုတော့ဘာပဲဖြစ်တချင်းတပုတ်နဲ့ကျွန်တော်ချီးမွမ်းချင်ပါတယ်ဘယ်လိုပြောမလဲကျွန်တော်လည်းကောင်းမပြင်ဆင်ဘူးဆိုတော့ဘယ်လိုပြောမလဲပြင်ဆင်တာနည်းနည်းတော့မတော်ဘူးပြင်ဆင်တယ်ဆိုရင်ပိုကောင်းတယ်ဒါပေမဲ့နည်းနည်းပါပေါ့နော်နားထောင်ပြီးမဲ့လို့ယုံကြည်ပါတယ်ဘုရားသားသမီးတွေဆိုတော့နော်အဲ့တော့အချင်းတပူလာဆိုမယ်နော်ကျွန်တော်တချင်းဆူရှင်တယ်အရင်လုံးကဆိုရင်ဒီမှာရောက်တယ်ရောက်တော့ဆရာဒေးဗစ်စီမှာမဟုတ်သေးဘူးမရောက်သေးဘူးအမုံလိုက်စီမှာကျွန်တော်ပြောပြတယ်ကျွန်တော်တချင်းရှိတယ်ဟိုခီဒီပါဒီကြီးပြလိုက်အောင်ကျွန်တော်တချင်းဆူရှင်လို့စိတ်ပြောပြတယ်ပြီးတော့ရောက်နေရက်3ရက်ပြီးသွားပြီဆရာဒေးဗစ်စီမှာကျွန်တော်စကားတန်ကြရတယ်မင်းတချင်းမဆူတော့ဘူးလားတဲ့တချင်းဆူမဆူချင်တော့ဘူးလားမယူချင်တော့ဘူးလားလို့သူကလာပြောတယ်ကျွန်တော်လည်းမပြောသေးဘူးကျွန်တော်ဘယ်လိုပြောမလဲအခုတလောစိတ်ထဲမှာတချင်းဆူမဲ့စိတ်မရှိသေးဘူးလို့ကျွန်တော်ပြောလိုက်တယ်ပြီးတော့အချိန်တစ်ဖြည်းဖြည်းနဲ့ရောက်သွားပြီပြီးတော့ကျွန်တော်လည်းစိတ်ထဲမှာဆူချင်တဲ့ပြင်ပေါ်လာတယ်ပြီးတော့ဆရာဒေးဗစ်စီမှာကျွန်တော်ပြီးတယ်အခုကတော့လောဆယ်တချင်းအများကြီးရှိတယ်တော်လဲလူလည်းအများကြီးရှိတယ်ဟုတ်တယ်ကျွန်တော်တော်တဲ့လူအဲ့ဒါဆိုရင်တော်တဲ့လူအများကြီးရှိတယ်ကျွန်တော်မဆူတော့ဘူးတော့စိတ်ထဲမှာဒါပေမဲ့ကျွန်တော်စိတ်ထဲမှာပြန်တောင်းတယ်မဲ့စိတ်ထဲမှာကျွန်တော်စိတ်ထဲမှာကိုယ့်သူနဲ့သူပြန်တောင်းတယ်ဆိုတော့ပြန်တောင်းတာတယ်ဆိုတော့မင်းအရင်စားငတ်တယ်ဆိုတော့တချင်းဆူလိုက်ပါတယ်ကိုယ့်စိတ်ထဲမှာအတန်ကြလို့ဟုတ်တယ်ဆူလိုက်မယ်အခုဆူတော့မယ်နော်နိုင်တော့ရာများဖြစ်စီတော့ချိန်တိုင်းပြီးဖြစ်စီတော့ဖယားဆိုသူခွေမလုံနိုင်တော့ရာများမတန်နိုင်တော့ရာများဖြစ်စီတော့ရာများဆိုသူခွေအားငယ်တော့သူများလေနီတော့သူများပေးမပေးသူများကျွန်တော်ကိုွယ်ရာတိုင်းတန်နိုင်တယ်ရာတိုင်းလုံးနိုင်တယ်ရာတိုင်းလဲဖန်စီပိုင်တာသူ
ရှာရတဲ့ချင်းမျိုးမေသူတော်နဲ့ကောင်းမြတ်တဲ့ချင်းချင်းတိုင်းမေကောင်းမြတ်ဆုံးရှိရှုမပြနိုင်တော့ရာများပြည့်စည်တော့ချိန်တိုင်းပြည့်စည်တော့ဘုရားကွယ်လုံနိုင်တော့အရာများမတတ်နိုင်တော့ချိန်များပြည့်စည်တော့ဘုရားကွယ်အားငယ်တော့သူများလဲနေတော့သူများပေးမပေးသူများကျွန်တော်ကိုကွယ်အရာရာတိုင်းတတ်နိုင်တယ်အရာရာတိုင်းလုံနိုင်တယ်အရာရာတိုင်းဘာစီရွေးပိုင်တာသူအရာရာတဲ့ချင်းမျိုးပဲကိုရောမြတ်ကောင်းမြတ်ပဲချိန်နာရီတိုင်းချင်းမကူွေးမယ်အကောင်းမြတ်ဆုံးရာရာနဲ့တတ်နိုင်တယ်ရာရာနဲ့လုံနိုင်တယ်အရာရာကုန်လုံးပါစီရွေးပိုင်တာသူရာရာနဲ့ချင်းမျိုးမယ်ဘူးတော်ချက်ကောင်းမြတ်မယ်ချိန်နာရီတိုင်းချင်းမကူွေးမယ်အကောင်းမြတ်ဆုံးရှိရှုအာမင်ဘုရားရှင်ကောင်းမြတ်ပါစေကျွန်တော်ကဒီဖာမှာရောက်လာအခုကျွန်တော်ကောင်းလို့အဆူကနေဘယ်လိုပြောမလဲအဆူရောက်တော့မှဆိုတော့ကျွန်တော်ကလည်းဖုံးပြောလိုက်တော့ဘုရားလက်ခံနေလားဒီမှာဘယ်လိုပြောမလဲဒီမှာတဲခိုလိုက်ပါတဲ့အဲ့တော့ကျွန်တော်ဘုရားစကားကိုဘယ်လိုပြောလဲဘုရားဆုံးမတာကိုကျွန်တော်အကောင်အဆူဘက်ကနေအဆူမြင်းရောက်ဘာရှာကျွန်တော်ရှင်းကြတယ်မြင်းအဆူရောက်မဲ့အဆူဘယ်လိုပြောမလဲအဆူမြင်းအဆူရောက်မယ်လို့စာတန်အမျိုးအလုံးလုံးချင်တယ်အလုံးလုံးလာလဲအများကြီးရှိပြီဆိုတော့အမျိုးဘုရားပြုတ်ပြင်ချင်လို့ဒီမှာဒီပေါ်မှာရောက်ရှိချင်လို့ဘယ်လိုပြောမလဲရောက်ရှိချင်လို့မြို့လာခေါ်တာလို့ကျွန်တော်စဉ်းစားလိုက်တယ်အဲ့တော့ကျွန်တော်လည်းဝမ်းတာနဲ့ကိုယ့်အကိုပင်စင်ထားတယ်ဒီမှာလည်းစူတောင်းနေအရပါရအော်တယ်ခေါ်တန်းချတယ်အကုန်လုံးကကျွန်တော်နဲ့ဟိုတွန်းပေးနေဆောင်ပြအကုန်လုံးကျွန်တော်တို့ကနေရောက်တယ်ပေါ့စိတ်ဘယ်လိုပြောမလဲခုံအားဘယ်လိုပြောမလဲဟိုတတ်နိုင်တယ်လို့ပေါ့အကုန်တဲ့အော်တယ်ဘယ်လိုပြောလဲပြောချင်တာပြောဖယားတာအဲ့လိုပြောပါဘယ်လိုပြောလဲခံစားတာမျိုးပေါ့နော်ကျွန်တော်တို့ဘယ်လိုပြောလဲတချို့တရားငါ့ကိုလာချိတယ်တကယ်ချင်းတရားမင်းကလည်းဒီလူချင်းငါထိုင်နေတာထိုင်ပြီးတော့အာယူလိုက်တာသူတို့ကဒီလူချိတယ်ကျွန်တော်ဖယားစကားနဲ့ကျွန်တော်ပြောလိုက်တယ်မင်းတို့ငါ့ကိုမချိနဲ့လို့ဆိုငါ့ကိုမချိနဲ့မင်းတို့ပဲဆူတောင်းလိုက်မင်းတို့ကိုယ့်ကိုချိကိုယ့်ကိုဘယ်လိုပြောမလဲကိုယ့်ကိုချိပြကိုယ့်ကိုအာယူငါ့ကိုလာမချိနဲ့လေငါလည်းဆူတောင်းပြီးမင်းတို့ကိုတွေ့နေတယ်နော်တဲ့သူတို့လည်းဘယ်လိုပြောမလဲဒီလိုကြည့်လိုက်နဲ့ဒီလိုပြန်ကြည့်လိုက်နဲ့ဒီလိုတိုက်ကုန်ပြီလို့ဆိုတော့ဘာပဲဖြစ်ဖယားကြည်ယူတော်ကြောင်းပဲလို့ကျွန်တော်ပြောချင်ပါတယ်အကုန်လုံးကြည်ယူတင်ပါတယ်ယောရှုအခန်းကြီးတစ်အငယ်ကိုမှအဲ့ဒါအစတာရဲ့အာယူနေတယ်ဘောတော့ဒီကျန်းစာနေပေါ့ကွာတင်းကူငါမာထားတယ်မဟုတ်လို့အာယူရောရည်ရင်ချင်းရှိလို့မကြောက်နဲ့
စေမပြတ်နဲ့တွားလင်ရရ၌တင်ဤဖယားတခင်ထာဝရရှိသည်ဟုမိတ်တော်မူ၏အာမင် ကျန်းစာတပေါ်တော့ဖတ်အောင်မယ်နော်ကျောင်းအခန်းကြီးငါခန်းငယ်24ငါအမှန်ကန်ဆူရီကငါစကားကိုနားထောင်ရင်ငါကိုစီလွတ်တော်မူသောသူကိုယုံကြည်သောသူတွေထာဝရအသက်ကိုရရဖြစ်၍အပြည့်စီရင်ချင်းကိုမခံရတေချင်းမှအသက်စီချင်းတို့ကိုမြောက်သောသူဖြစ်၏တည်နေခံအောင်မယ်ဟုတ်လားနော်ဒီနေရာကိုရောက်ခဲ့တာဘုရားခေါ်ဆောင်တာပဲလို့ပဲဘုရားခေါ်ဆောင်တာလို့ပဲထင်တယ်ဒီနေရာမရောက်ခဲ့ဘူးဆိုရင်ကျွန်တော်ကမူရစီဝါဆိုရင်လည်းအရက်ဒီပါတွေတော့တောက်တတ်တယ်စီးလေးတွေဒီထက်မကဘူဆိုတာစီးတုံးတတ်တယ်ပေါ့နော်ပေါင်းတင်နေမှခဲလို့ပြီးခဲ့တဲ့နေ့ဒီနေ့တွန်းထဲပဲစီးတုံးခဲဆိုတော့ကိုကလည်းကိုဆုံးဖြတ်ပြီးမှပြီးခဲ့တဲ့လ29ရက်နေ့ဆံပြေကိုဖုန်းခေါ်ပြီးမှကျွန်တော်ဒီဖျားเจ้าမှာနေလို့ရမလားဆိုပြီးဖုန်းဆက်တာနေလို့ရတယ်တဲ့ချက်ချင်းလာခဲ့ပါတဲ့မလာသေးဘူးဒီလနေ့ရက်နေ့မှကျွန်တော်လာခဲ့မယ်လို့ပြောတာအလုပ်လုပ်ရင်းနဲ့ဒီလနေ့ရက်နေ့ကျမှကျွန်တော်လာခဲ့တာဒီနေရာကိုမရောက်ခဲ့ဘူးဆိုရင်ကျွန်တော်ဘယ်နေရာရောက်မှလဲတော့ပြောလို့မရဘူးကျွန်တော်ရဲ့ဆုံးဖြတ်ချက်ဒီဖျားเจ้าမှာနေမယ်ဖျားတရားနဲ့ပဲနေမယ်ဖျားတရားကိုပဲလိုက်နာမယ်ဆိုပြီးမှကျွန်တော်ဆုံးဖြတ်ခဲ့တာကျွန်တော်ဆုံးဖြတ်ချက်ကဒီဖျားเจ้าမှာရောက်တဲ့အချိန်ကျတော့လဲဆရာမတွေကလည်းစာဖို့တောက်ဖို့ဒီအတင်းတော်အနေစာဖို့တောက်ဖို့ဒီစီစဉ်ပြည့်တဲ့အတွက်လည်းဆရာမတွေပေါ်တင်းတော်ဘုံလုံးတွေပေါ်မှာလည်းကြည်ုံမြတ်သေးတင်ပါတယ်ဒီမှာတန်နိုင်ဆုံးဒီမှာနေပြီးမှကိုဘွားကိုအကောင်းဆုံးနဲ့ဒီမြတ်ဆုံးပေါ့နော်ကိုရထားသမျှတင်ထားသမျှတွေကိုနဲ့ဘွားတော်တွေပေါ်မှာမြတ်ဝဲတက်ဖို့ညှို့ချင်ပါတယ်လို့တတိခံပါတယ်ကျန်စာဖတ်ခြင်းနဲ့မိကအခန်းကြီးလေးအခန်းငယ်ငါလူမျိုးအပေါင်းတို့သည်ကိုယ်ဆိုင်သောဖရာဤနာမကိုဟိုလုံလက်ကျင်းနီတကြဤငါတို့မူကားကိုယ်ဆိုင်သောဖရာသခင်ထာဝရဖရာဤနာမကိုကာလအစဉ်အမဲခိုလုံလက်ကျင်းနီကြမဲကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်ကျွန်တော်ကဖခင်သားသမီးဆိုတော့ကျွန်တော်ရဲ့နေစဉ်တက်တာမောင်တော့တခါလေးရရင်တော့ဝိညာဉ်နဲ့ဇာတိဆိုတာအမြဲတမ်းရှိတာပေါ့နော်ကျွန်တော်ယုံကြည်သူဖခင်ကိုတည်တဲ့ခါကျမှဇာတိလူကတော့ဟာနင်းကတော့မဟုတ်မသွားနဲ့ဘာညာတော့အမျိုးစိတ်ထဲမှာရှိတာပေါ့ဒါပေမဲ့ဝိညာဉ်လူကတော့တခါရရင်သူလည်းအမြဲတမ်းပေါ့နော်ပို့ဆောင်တာပေါ့နော်ဒီမှာလဲတခါရရင်ကျွန်တော်လဲတက်တီခံလက်ကအရန်ခံစားတာပေါ့နော်သူကလည်းပဲကျွန်တော်ကကိုပေါ်မှာအားကိုးမယ်ဆိုလို့ရှိရင်လုံးဝပဲကျွန်တော်လည်းအများကြီးရှိခဲ့ဘူးတယ်သူကလည်းပဲကျွန်တော်ဖះရှင်ပေါ်မှာပဲရပ်တည်မယ်ဆိုလို့ရှိရင်အရာအားလုံးကပေါ့နော်ဒါရှင်တော်ဝိညာဉ်ကလှုပ်ဆောင်သွားတာဖြစ်တယ်ဥမာဒီညီကိုလဲပေါ့နော်တချင်းဆိုတာအရာအားရတယ်ပေါ့နော်ချစ်စမ်းမှာပေါ့နော်ကျွန်တော်ကလည်းသူကအားရအဆူတော့လားဒုတိယချစ်စမ်းမှာပေါ့အရာတော့ကြတယ်အရာခွန်အားရပါတယ်လို့နော်ကျေးဇူးလည်းအများကြီးတင်ပါတယ်လို့ဘုရားရှင်ဆက်လက်ပြီးတော့မှကောင်းကြီးချပေးပါစေကျွန်တော်လည်းအနေငယ်ပေါ့နော်တက်တီခံခြင်းနဲ့ဗာလဲဆိုလို့ရှိရင်ဒီကြံခဲ့တဲ့အပန်းမှာအလုတ်သွားရနဲ့အလုတ်သွားတဲ့ချိန်မှာဘိုက်ထဲမှာတစ်မျိုးပေါ့နော်ငါစားတယ်ကငါအယိုးဆူးတယ်လို့ဒါမှမဟုတ်လို့ရှိရင်ဟိုကျွန်တော်ကအမြဲတမ်းစားတော့ဆိုင်မှာလို့စတီဖာတွေပိုင်းမှာလဲမတန်ရှင်းတဲ့အဲ့ဒါများစားမိတယ်လို့ဘိုက်ထဲမှာပေါ့နော်တစ်မျိုးကြီးခံစားတယ်အဲ့တော့ねကျွန်တော်ဟုတ်တယ်ဘုရားရှင်ရှိမှဆူတောင်းတယ်ဒီထဲမှာတော့တခုခုတော့ခံစားလာတော့အမှန်ပဲဒါပေမဲ့ယေရှုအဲ့ဒါယုံကြည်ခြင်းနဲ့ပေါ့နော်ယေရှုနာမနဲ့ပျောက်ပြီးယေရှုနာတဲ့ပုံလုံးကိုကျွန်တော်မောင်းထုတ်တာပေါ့နော်အဲ့ဒါနဲ့ကျွန်တော်တိတ်ချစိတ်လို့အကျွမ်းမဲ့နဲ့ပေါ့နော်အဲ့လိုပဲလူအနေနဲ့ကြည့်မယ်ဆိုတော့နည်းနည်းတော့စိတ်ပူမိတာပေါ့နော်သူ့ကိုလည်းပဲကျွန်တော်ယုံကြည်ခြင်းနဲ့ဆူတောင်းပြီးတော့မှဘုရားရှင်ကိုအနန္တတဲ့ခါကျရင်ဘယ်နေ့လဲတည်းပျောက်သွားတာပေါ့နော်ကျေးဇူးတော်ဘုရားကိုအရင်ပထမဆုံးဘုရားကြီးတော်ကိုချီးမွမ်းပါတယ်တခါရတော့ဒီအရာတွေကပေါ့နော်တခါရအများကြီးရှိခဲ့တာလေအများကြီးရှိရလေသူ့ကိုလည်းပဲဒီအရာတွေကတော့ဘုရားရဲ့ကွယ်ကမဆာချင်းကြောင်းတာဖြစ်တယ်ဆာလန်67ပေါ့နော်ဆာလန်67ကိုအမြင့်ဆုံးသောဘုရားရဲ့ကွယ်ကဌာနတော်၌နေတော့သူတွေအနန္တတကိုရှင်အရေးခိုလို့ရလိမ့်မည်။ဘာဘုရားဒီငါခိုလုံရငါရဲတိုင်ငါကိုးစားတော့ဘုရားဒီကင်ဖြစ်တော်မူသည်ကိုငါပြောဆို၏အကယ်စင်စစ်မုတ်ဆိုးကြောကုန်း၎င်းတရားတော်အနန္တ၎င်းတင်းကိုကင်းလို့စီတော်မူအတောင်းတော်အမွေးတော်နဲ့ဖုံးတော်မူတဲ့တောင်းတော်အောက်၌တင်းသည်လုံခြုံစွာနေရလိမ့်မည်။တစ္ဆာတော်ဒီဒိုင်းလာပလိမ့်မည်ညဖြစ်လိမ့်မည်ဆိုတော့စီးသေးတာပေါ့နော်ကျွန်တော်ရဲ့အနားမှာလူထောင်တင်းရလဲပါလူတောင်းလဲတော့တင်းကိုမထိမခါရတယ်ဒီတန်ချက်ပေါ့နော်ဆာလန်67အပိုင်းငယ်တိကနေ16တိပေါ့နော်အဲ့ကောင်ကျွန်တော်ပြန်လဲပြီးတော့မှဖះရဲ့ကိုယ်ကာမှုမှာနော်ဘယ်လောက်ပြီးဖះရှင်ကောင်းမြတ်တယ်လဲဆိုတော့တခါရဒီအာဆီယံအစည်းအဝေးမှာပေါ့နော်ဘူရာမှာရဲအများကြီးပဲကျွန်တော်ဇာတိအနေနဲ့ကြည့်မယ်ဆိုတော့ဟာကျွန်တော်နောက်ဆိုရင်ကောင်းမလားဘယ်လိုလဲပေါ့နည်းနည်းပေါ့နော်ဘာမှမပြေဘူးလေစိတ်ထဲမှာသွားရင်နည်းနည်းပေါ့နော်ခြေနှမ်းကခက်မြတ်မြတ်မသွားဘဲနဲ့ခက်စိတ်သွားပြီးတော့မှဆူတောင်းတာအဲ့မှာဝိညာဉ်တော်ဖះကျွန်တော်ဘယ်လိုလဲဆက်သွားမလားဘယ်လိုမသိမတာနဲ့တနေရာကိုပြန်ပြီးတော့မှဘယ်လိုလဲလို့ကျွန်တော်ဆူတောင်းတာဘာမှမဖြစ်ဘူးရသွားတယ်ကျွန်တော်လည်းခက်အဲ့လိုကြည့်နေတာပေါ့နော်ဒါနဲ့ဘာလဲဆိုတော့ဖះရင်ကကျွန်တော်ကိုဖိလိပ္ပိဘယ်လောက်မှလဲမနော်ကျွန်တော်ကိုဘာလဲကြောက်တတ်တဲ့စိတ်တဘောဝင်ပေးဘူးချစ်တတ်တော့ဒီကိုပါတော့စိတ်ဆင်းရဲတော့စိတ်တဘောကိုပေးတော်မူတယ်ဒီကြမ်းချက်အောက်နော်ဘာဖြစ်ကျွန်တော်ဖះရင်ကကျွန်တော်လုံးဝဖះရှင်ရှိတယ်ဆိုတော့ခတ်တီတီနဲ့သွားတာပေါ့အရဲကားတွေရောအများကြီးပဲဒါပေမဲ့ကျွန်တော်လည်းခတ်တီတီနဲ့ပေါ့နော်သူတို့တော့မှဂရုမစိုက်ဘူးဒါနဲ့ဖះရဲ့ကြီးတော်ကြောင့်ပေါ့နော်ဘာမှမဖြစ်ဘူးပေါ့နော်တကယ်ပဲဖះရှင်ရဲ့ကောင်းမြတ်တဲ့အရာဖြစ်တယ်ပြီးတဲ့အခါကျရင်ကျွန်တော် message ဖုန်းထဲမှာရောက်လာတာပေါ့နော် message တခုဖုန်းဆက်တာအိမ်ကငယ်ကောင်များဆက်လာမနေရောဒီဖုန်းနဲ့အိမ်ကဖုန်းနဲ့ပဲဆက်တယ်အဲ့ဒါနဲ့ကျွန်တော်ဒါမှမဟုတ်လို့ဆိုရင်ဘာဖြစ်တယ်ဒါမှအကိုဘက်ကနေတခုဖုန်းခေါ်တာရှိတယ်အဖေကအသက်ကြီးပြီဆိုတော့နော်အဖေကလည်းအသက်100ကျော်ပြီဆိုတော့အဖေများဒီတော့အကိုကလည်းပြောတယ်ငါညီးတယ်နင်းကအမှရှိတယ်ဆိုတော့အဖေကတော့ဘယ်လိုနေမယ်တော့မသိဘူးတဲ့သူ့ကိုတကြုံမယ်ဆိုလို့ရှိရင်အနည်းဆုံးနင်း10သိန်းကျော်လောက်ကတော့နင်းဒေချာပြင်ဆင်ထားတော့ကျွန်တော်ကိုပြောတဲ့စကားရှိဘူးတယ်အဲ့ဒါနဲ့ကျွန်တော်စိတ်အယမ်းပဲပေါ့နော်တခုကိုစိုးရင်စိတ်ချစ်သွားတယ်အဲ့ဒါနဲ့ကျွန်တော်ဖုန်းပြန်ခေါ်လာတာအများကြီးပေါ့နော်တွေ့ဝင်နေတယ်ဒါပေမဲ့ကျွန်တော်ဆူတောင်းပြီးတဲ့ခါကျမှကျွန်တော်ဖုန်းမှာလည်းဒီ packet တစ်ပတ်လုပ်ထားတယ်ဖုန်းဘေးမရှိတဲ့အတွက်ကြောင့်အဲ့ဒါနဲ့ကျွန်တော်ထည့်ပြီးတော့မှဆူတောင်းပြီးတော့မှပြန်ဆက်တာပေါ့နော်ဒါပေမဲ့ဖះကြီးတော်ကြောင့်ပေါ့နော်မတည်တော့မှသေးပေါ့နော်ကြမ်းပါတယ်ဘာမှမဖြစ်ဘူးဒါဘယ်လိုလဲဆိုရင်ကျွန်တော်ရဲ့ဆူတောင်းတဲ့အရာပါပေါ့နော်ကျွန်တော်ကဒုက္ခရောက်တဲ့အခါမှာပဲခက်ခဲတဲ့အခါမှာစိုးရိမ်တဲ့အခါမှာပဲကျွန်တော်ဘုရားရှင်ရှိမှတကယ်
စိန်လုံးအကျွမ်းမဲ့နဲ့ဆူတောင်းတဲ့အခါမှာကျွန်တော်တို့ရဲ့ဆူတောင်းတာကိုဘုရားရှင်ကအမြဲတမ်းနားညောင်းပြီးတော့ဘုရားဝေကစောင်းမှာတော့ဘုရားဖြစ်တယ်ဆိုတာကိုကျွန်တော်ပြန်လည်ပြီးတော့မှသက်တည်ခံခြင်းဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်ကိုယ်ဝင်တဲ့ဘုရားအသက်ရှင်တော်ဘုရားဖြစ်တယ်။ဒါပေမဲ့ဒီမလေးရှားကိုရောက်တဲ့အခါမှာအခက်အခဲမြောက်များစွာရှိနိုင်တာပေါ့။ဘာသာရေးစကားပေါ်ပြန်၎င်းအလို့အကိုင်းပေါ်၎င်းမြောက်များစွာရှိတယ်။သူကလည်းတခါလေးရရင်ကျွန်တော်ဆူတောင်းခြင်းတော့တန်ရှင်တော်ဝိနော်ဗျာပေါ့နော်။ယုံကြည်ကိုးစားခြင်းအပြင်ကျွန်တော်ကလှုပ်ဆောင်တဲ့အခါမှာတွာလာတဲ့အခါမှာကျွန်တော်ပြောဆိုတဲ့အခါမှာတကယ်ပဲကျွန်တော်ရဲ့ကိုတိပေါ့နော်ဘုရားရှင်ကပြန်လဲပြီးတော့မှဝိနော်ဘုရားကိုညီမဆက်တဲ့အရာကိုပြန်လဲပြီးတော့မှတွေ့ရတယ်။အဲဒါကြောင့်မို့ကျွန်တော်ဘုရားရဲ့တာသမီဆိုတာကလူအနေနဲ့ကြည့်တော့ကြောက်စရာတွေတုန်လှုပ်စရာများများစွာရှိတယ်။သူ့လည်းပဲကြည့်အဲ့ဒီအရာတွေအားလုံးတွေထဲမှာကျွန်တော်ကကြောက်ရမှာကဘုရားပဲဖြစ်တယ်။ကျွန်တော်ဘုရားကိုကြောက်ရွံ့နေဆိုလို့ရှင်ကျန်တဲ့အရာဘာမှကြောက်စရာမလိုတော့ဘုရားအလိုလိုအဲ့ဒီကျွန်တော်ရဲ့ရှေ့မှာကြိုတင်ပြီးတော့မှလှုပ်ဆောင်ပေးသွားတယ်ဆိုတာကိုတော့ပြန်လဲပြီးတော့မှကျွန်တော်ပြန်ပြီးတော့မှသိရှိရတာပေါ့နော်ပြန်လဲပြီးတော့သိရှိရတယ်။ဒါကြရကျွန်တော်အခက်အခဲကျွန်တော်အနေနဲ့ဆိုတော့မဖြစ်နိုင်ဘူးလေကိုအချိမယ်ဆိုလို့ရှိရင်ကိုအတိလည်းမရှိဘာသာတကားလည်းကောင်းကောင်းမတတ်ဆိုလို့ဆိုအများကြီးပေါ့နော်စဉ်းစားရမြောင်များစွာရှိတယ်တို့လည်းပဲအဲ့ဒီຢာကိုကျွန်တော်မစဉ်းစားဘဲနဲ့ပေါ့နော်ဘုရားကိုပဲကျွန်တော်အားကိုးမယ်ဘုရားကိုပဲကျွန်တော်ရဲ့ဘုရားရဲ့ဂရုတော်ကိုပဲစွဲကင်ပြီးတော့မှနေ့စဉ်သက်တာမှာတွာလာလှုပ်ဆောင်တဲ့အခါမှာဘုရားရဲ့နမိတ်လက္ခဏာပေါ့နော်ကျွန်တော်မထင်မှတဲ့အရာထက်တောင်မှကြိုပြီးတော့မှဘုရားရှင်ကပြင်ဆင်ပေးတယ်လှုပ်ဆောင်ပေးတဲ့အရာကိုပြန်လဲပြီးတော့မှကျွန်တော်ရဲ့သက်တာမှာသက်တည်ခံစားရဖြစ်သွားတာပေါ့နော်ဒါကြောင့်မို့ဒီအရာအနေငယ်သက်တည်ခံခြင်းဖြစ်ပါတယ်လို့ရောက်ရှိတိုင်းပေါ်မှာဘုရားရှင်ကောင်းဝင်ပေးပါစေအခုအချိန်မှာတော့နော်ဆရာဒီဥစ္စာပေါ့နော်ဆရာနံပါတ်ကိုပဲအချိန်ပေးရသူကစီစဉ်ပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ကျေးဇူးတင်တဲ့ပထမတက်တီခံပြီးသွားတဲ့အရောက်စီတိုင်းပေါ်တော်၎င်းကျွန်တော်တို့အရောက်စီတိုင်းပေါ်မှာဖျားရှင်ရဲ့ကောင်းမြတ်ခြင်းကိုအတိတ်တပါကြားရောက်ပါစေကျွန်တော်တို့နောက်ဆုံးတစ်ချက်အနေနဲ့တပုတ်ဆူပြီးတော့ဆူတောင်းကြရအောင်နော်ဒီညမှာပေါပြီးတချင်းဆူတလူပေါ့မဖြစ်နိုင်သောအရာတွေကိုဖြစ်စီတဲ့ဖခင်ကျွန်တော်ကိုးကွယ်နေတာဖြစ်တယ်ဟာလေလုယာကျွန်တော်ဘာကိုခံစားတယ်လဲဆိုရင်ကိုယ်ကမဖြစ်နိုင်ပါမလားဆိုပြီးတော့ကိုတွေးတတ်တယ်ဘယ်သူမှမပြောဘူးကိုမိသားစုပေါ်မှာမင်းမရတယ်လို့ယောက်ျားရတယ်လို့အဲ့ဒီအရာကဖြစ်နိုင်ပါမလားဆိုပြီးတော့ကိုတွေးပြီးတော့တခါတလေမအိမ်နိုင်တာတွေမချီးမွမ်းနိုင်တာတွေတက်တီမခံနိုင်တာတွေအများရှိတယ်ဘုရားကျောင်းထဲမှာထိုင်နေတဲ့အချိန်မှာလည်းအဲ့ဒါရှိတတ်တာဖြစ်တယ်ဒါပေမဲ့ကျွန်တော်ပြောလို့ပါတယ်ဒီညမှာကိုဖြစ်နိုင်ပါမလားဆိုတဲ့အရာတော်မှဖြစ်စီတဲ့ဘုရားကိုကျွန်တော်ကိုးကွယ်နေတာဖြစ်တယ်ဟာလေလုယာအဲ့ဒီဘုရားကိုလက်ခုပ်တီးပြီးတော့ချီးမွမ်းကြရအောင်ဟာလေလုယာဟာလေလုယာအာမင်ကျွန်တော်တို့နောက်ဆုံးတခြင်းတပုတ်ဆိုပြီးတော့ကျွန်တော်အတူတကွအသက်တာအသေးသေးကိုစက်ကပ်ကြရအောင်စီတော်ဖယားကျွန်တော်ကိုခွေလုံးနိုင်တော်ရမြမတန်နိုင်တော်ရမြစီတော်ဖယားကျွန်တော်ကိုယုံကြည်ခြင်းနဲ့ကျွန်တော်တို့ကြွေးကြော်ကြရအောင်ယုံကြည်ခြင်းနဲ့ကျွန်တော်ဝန်ခံကြရအောင်ကျွန်တော်ကိုယ်ကိုယ်ရဲ့ဖခင်ကတတ်နိုင်တယ်ဟာလေလုယာဟာလေလုယာ
နိုင်သောအရာများ မတင်နိုင်တော့ရ ယုံကြည်ခြင်းနဲ့ယုံကြည်ခြင်းနဲ့ဝန်ခံကြရအောင် Oh ria la 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 Amen hallelujah နိုင်တော့ရမြမတင်နိုင်တော့ရမြစီတော့ဖယား Oh way Agero dumia Ueni do dumia Bima pe du paya Chino go Amen hallelujah Ayaya long night Ayaya long Hallelujah, Amen. Say now you die, Shimon. Amen, hallelujah, Shimon. Ya ya da da night day, ya ya da long night day, ya ya go low, I say bye. That didn't go sick of you, Sudan, Secretary. Senopia got that night. Ayaya, alone to that night. Oh, Rima Karama, Shialama, Korima, Perida, oh, Rima Karima, Shialama, Agero, Yoshirago, oh, Kohamiago, Pidaro, Kuro, Kurobu, Kukwe, Kurobu, Akure. Shabudiya we shila rapide Oh kurobia Yao sida du kaung chibi do muba Kwa mia tolo do muba Miole chi atiko pero muba Oh rima karama shialama Kuro gata naide Kuro tanaide Aya alo kuro tanaide Oh mapinna do yarego Nishiro mia kuro kukwe Hallelujah. Oh, Riyama Rama Seriyama. Kiya Rama Seriyama. Hallelujah. Kuro piago kukwe bai. Amen. Kuro gu chizu tene. Amen. Kuro ga matanay no ayat khu mamashibu. Amen. Kuro ye taguro shabuya. Kuro re miena gu shabuya twe. Tinya ma yao shila ro chitong yi gu monama. Teo si de ya ateta nai kuro. Eri taguro go yasi do kwengo pido moba. Miaolin check me le du shikelo shi. Tano pani lare. Miaolin chin atiku. Tinya makuro. Diao si dai go pido moba. Kuro komye bai. Song le no kurori. Mas song le no ta dami yao si dai komye bai. Pisong no paya di ma pisong no kuro chide tatami yao si da twet pisong ni da phite kuro ko chizu tene chizu ro ko kuro yao si dai atwet long lau ke
ဆုံးလင်တော့မကုန်ခါတော့ဘူးဘယ်တော့မှမပြောင်းလဲပါတဲ့ကယူနာခံစားစေသူနိုင်မဲ့မိသားစနေလုံးအပြည့်နဲ့နောက်တစ်ခေါက်ဆိုကြရအောင်တဲ့နဲ့ကျွန်ုပ်ဒီပြောင်းလဲတခါတလေပြောင်းလဲနေတာကိုရိုရဲ့ဂျီဇူးတို့ဒီဘယ်တော့မှမပြောင်းလဲခဲ့ပါဘူးဘယ်တော့မှမပြောင်းလဲပါတဲ့တိုင်းသူကယူနာ Oh hallelujahကိုရိုရဲ့လက်ဒီကိုစတပ်ပြီးတော့ကိုရိုရဲ့ဂျီဇူးတို့ကိုချီးမွမ်းကြရအောင် Haramase Lola Mago Gangwa Betoma Mapiang Leda Laneta Yuna Nansase Tunai Letashiအာမငယ်ပါနဲ့စိတ်ပြတ်မနေပါနဲ့ကိုယ့်အကိုကြည့်ပြီးတော့စိတ်ပြန်မနေပါနဲ့ဘယ်နဲ့ကျွန်တော်ဒီမဆုံးလင်တော့လူသားတွေဖြစ်တယ်ချစ်ချင်းမေတ္တာတော်အပြင်ကြီးစုတော်အပြင်အသွေးတော်နဲ့ကဲတင်ချင်းကိုခါရတဲ့အပိသားတွေသာဖြစ်တယ်ကိုယ့်အကိုလက်ခံမှာကျွန်တော်မဆုံးလင်ခဲ့ပါဘူးဒါပေမဲ့ဆုံးလင်တော့ဖခင်ရဲ့ချစ်ချင်းမေတ္တာတော်အပြင်ကျွန်တော်တန်ဖို့ရှိလာတာဖြစ်တယ်ကျွန်တော်အသက်တာကအတိတ်ပဲရှိလာတာဖြစ်တယ်အဲ့ဒီယေရှုကြောင့်တနေ့ကျွန်တော်ဒီတန်ဖို့ရှိတော်လူငယ်တန်ဖို့ရှိတော်လူသားတွေဖြစ်ရတာဖြစ်တယ်အားငယ်တဲ့အချိန်တိုင်းမှာစိတ်ပြည့်တဲ့အချိန်တိုင်းမှာမျောလင်းမဲ့တဲ့အချိန်တိုင်းမှာကိုယ့်အကိုမချီနဲ့ထာဝရဘုရားရဲ့ချစ်ချင်းမေတ္တာကိုသာချီးပြီးတော့ခေါ်အားကိုယူတော်သူဖြစ်ဖို့ရအတွက်အရောက်စီတိုင်းကိုဖျားရှင်မဆာတော်ခနာတော်ပါပါကိုရောကိုချီးစိုးတဲ့နဲ့ဒီညနေမှာလည်းကြည်ရောတယောက်စီတိုင်းအတွက်လုံလောက်တဲ့အကြောင်းကိုဝိညာဉ်တော်အပြင်ဖွင့်ပြတဲ့အတွက်ကြောင့်ကိုရောကိုချီးစိုးတဲ့နဲ့တယောက်စီတိုင်းတက်တာမှာကိုရောခေါ်အနေတော်သူကိုခေါ်အားပြီးတော်မူပါလေကြတော်သူရှိခဲ့လို့ရှိရင်ကိုရောရှင်ရဲ့လက်နဲ့ထူမပြီးတနာတော်မူပါဒီညမှာအတော်နဲ့အပြင်ကိုမတူဘဲနဲ့ကိုရောရှင်ရဲ့ချစ်ချင်းမေတ္တာဖြင့်ကျွန်တော်အိမ်ကိုပြန်သွားခွင့်ကိုပြီးတော့ပြီးတနာတော်မူပါဂျေဇုတော်ပေါင်းကိုရည်တူချီးမွမ်းရင်းနဲ့ကဲတင်ပိုင်ရှင်ခရစ်တော်နာမကိုမြည်ပြု၍ဆုတောင်းစိတ်ကအတနာခါမှာယေရှုပဲအပြတကယ်အာမင် Thank you ဖျားရှင်ကောင်းချီးပေးပါစေ